မင်္ဂလာပါရှင်။ကျွန်မကတော့ဒေါ်ညိုမီဆိုးပါ Green Food Science Service ရဲ့ Admin Department ကပါရှင်။ကျွန်မဒီနေ့ပြောမှာကတော့ Green Food Science Service ရဲ့လုပ်ငန်းစဉ်တွေအကြောင်းပဲဖြစ်ပါတယ်ရှင်။ Green Food Science Service ကိုလက်တွေ့နယ်ပယ်တွေမှာကျွမ်းကျင်ပြီးအတွေ့အကြုံရှိတဲ့ technician များနဲ့ဖွဲ့စည်းထားပါတယ်ရှင်။ theory ဘိုင်းတွေမှာဆိုရင်လည်းအတွေ့အကြုံရှိတဲ့ဝိုင်းဆရာမကြီးများနဲ့ဖွဲ့စည်းထားပါတယ်ရှင်။ project တွေမှာဆိုရင်စက်ရုံစာဆောက်တဲ့ factory လေးအောင်မှစတင်ပြီးသက်တမ်းပြည့်မီရဲ့ရေသွေးပြေးဝတဲ့ product တွေထုတ်လုပ်နိုင်တဲ့အထိကိုဝန်ဆောင်မှုပေးပါတယ်ရှင်။ project တွေမှာဆိုရင်လိုအပ်တဲ့စက်ပစ္စည်းများကို Green Food Science Service ကရောင်းချပေးခြင်းမရှိတော့လဲ machine supplier များနဲ့ချိတ်ဆက်ပေးပါတယ်ရှင်။ Green Food Science Service မှာ project, consultant, trainee ဆိုပြီးတော့ခေါင်းစဉ်3ရက်နဲ့ service လုပ်ငန်းပေးနေပါတယ်ရှင်။ Green Food Science Service ကို2018ခုနှစ်တည်းကတည်ထောင်လာခဲ့ပြီးယခုဆိုရင်တော့10နှစ်နီးပါးရပ်တည်လာခဲ့တဲ့ service လုပ်ငန်းတစ်ခုဖြစ်ပါတယ်ရှင်။